ကိုကလေယောက်ျားမယူလို့တွေးထားတယ်ကိုရှိမှလာပြီးရိုးနေရတိလားကပယ်တွေပြင်မာမြင်လဲသူတို့ရှိရနေပြီးဖြတ်လျှောက်သွားရင်သူတို့မကြည့်ပဲသွားကိုကကပယ်တွေမြင်တိုင်းရှောင်သွားလေးရှိလို့လားမသိဘူးကိုရှိမှကြောင်နှကောင်အဲ့လိုဘလူးပလဲနေအောင်မြင်အောင်လဲပိုးပြီးဒေါသထွက်မိတယ်ကိုရှိမှလေအဲ့လိုမျိုး romantic ဆန်နေတဲ့ကပယ်တွေကိုမြင်လေဘာလုပ်ချင်လဲသိလားအဲ့လိုရိုက်ပြစ်ချင်တာလို့ပြောမေးပြီးတော့ရိုက်ပြစ်ချင်တာဘာလို့ငါရှိမှလာလုံနေရလဲဆိုပြီးတော့လေဒါပေမဲ့လေကျမရဲ့ရန်ကြောင်မကျမတက်ပိုးဆောက်ကြောတဲ့နေမှာကြည့်ပါ။ तू ကကြောင်ထီးကိုလိုက်နေရနော်ကြောင်ထီးကမှကြီးခက်တီတီပဲနေနေကြောင်မမပချပချနဲ့လဲလုံနေရပချရားချင်နေတဲ့ကြောင်မကျမရဲ့ရန်ကြောင်မဘလောက်တောင်ဆိုးလဲကြည့်ဘလို့လင်တာယူလဲကြည့်ဘလို့ပြောကျမဘလို့လွတ်ပြမရအဲ့တော့ကျမလည်းစိတ်ဆိုးနဲ့သူတို့ကောင်းဆူလိုက်ပါတယ်ဒါပေမဲ့လေရှင်တို့ကြည့်လိုက်ပါဘလောက်ဆိုးလဲဆိုတော့ကျမရဲ့ကြောင်မလင်တာယူမှာပါပါလုံမှန်မသိဘူးပါလုံမှန်မျိုးကျမကလည်းခွဲသူကလည်းဂယုမဆိုင်ပြောချင်တာပြောအခုခေတ်လူတွေလိုပဲပြောချင်တာပြောကျမဟာလင်တာယူမဆိုရဲ့အတိုင်းပဲမသိကြအောင်စောင်းနေကျမရဲ့ကြလေးကိုကြည့်လိုက်တနာစရာလေးကျမဒေါသထွက်တာလည်းမပြောနေလေရှင်ကျမအဲ့လိုမျိုးချစ်မှမခံဘူးတာခံဘူးရဲ့အတွက်သူများရဲ့ချစ်နေရမြင်တော့နည်းနည်းတော့ဒေါသထွက်မိရပါအဲ့ဒါအပြစ်လားလို့သူတို့ကြောင့်လည်းချစ်လိုက်ကြတာဘလို့ချစ်ကိုချစ်တာကျမနောက်ဆုံးမပြောနိုင်တော့ပါဘူးသူများချစ်ချင်အောင်လည်းမခွဲချင်တော့ပါဘူးမသိကြအောင်ပဲစောင့်နေပေမဲ့လည်းကို့နာမှာခဏအဲ့လိုမျိုးလုံနေရောလည်းနည်းနည်းဝမ်းနေမိတာပေါ့ဒါပေမဲ့လည်းအရန်မုန်းလို့လားမသိကို့ကောင်းရင်ပေါ်မှာအစားတက်ပြီးတော့ပချီရားနေရသူတို့ကိုမြင်တော့လဲဝမ်းနေတာပေါ့ရှင်ဒါပေမဲ့သူတို့ကအရန်ချစ်ဖို့ကောင်းနေကြတာ哦ချစ်ကြပါစေ